ပူပြင်းတဲ့နွေရာသီရဲ့နေအပူချိန်တွေအဆက်မပြတ်မြင့်တက်လာပြီးနောက်မှာတော့မိုးကြိုကာလဖြစ်တဲ့မေလအတွင်းလေထုမငြိမ်မသက်မှုတွေကြောင့်လေပြင်းတိုက်ခတ်တာတွေနဲ့မိုးသီးကြွေတာတွေဖြစ်လာနိုင်တယ်လို့မိုးစလာကအထူးသတိပေးချက်ထုတ်ပြန်လိုက်ပါတယ်အနောက်တောင်မုတ်တုံလေမဝင်ခင်အပူပြန်တက်တိမ်တွေဖြစ်ထွန်းလာနိုင်တဲ့အတွက်အထူးသဖြင့်မိုးလွဲပိုင်းနဲ့ညနေပိုင်းတွေမှာတနာရီကိုမိုင်40ကနေ50အထိလေပြင်းတိုက်ခတ်နိုင်ပါတယ်ထစ်ချုံမိုးရွာတာမိုးကျိုးပစ်တာနဲ့လျှက်စီးလက်တာတွေအပြင်နေရာကွက်ကြားမိုးတီးကြွေတာတွေလည်းကြုံတွေ့ရနိုင်ပါတယ်ပြီးခဲ့တဲ့ဧပြီ30ရက်နေ့မွန်းလွဲပိုင်းကလည်းရန်ကုန်မြို့မှာလေပြင်းတိုက်ခတ်ခဲ့လို့မြို့နယ်အချို့ကနေအိမ်တွေပေါ်တစ်ပင်လဲကျမှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်ဒါကြောင့်နေပူရှိန်ပြင်းထန်ရာကနေရုတ်တရက်လေပြင်းတိုက်ခတ်တာတွေဖြစ်လာနိုင်တဲ့အတွက်ခိုင်ခန့်မှုမရှိတဲ့တစ်ပင်တွေဆိုင်းဘုတ်တွေအနီးနေထိုင်သွားလာတာကိုအထူးရှောင်ကျဉ်ကြဖို့တိုက်တွန်းချင်ပါတယ်ပြည်တွင်းလေကြောင်းနဲ့ရေကြောင်းခရီးစဉ်တွေအနေနဲ့လေအန်ဒီယေတွေကိုကြိုတင်ပြင်ဆင်ဂရုပြုကြဖို့လိုအပ်နေပါပြီတဘာဝဘေးအန္တရာယ်ကိုကြိုတင်သတိပြုကာကွယ်နိုင်ဖို့ဒီသတင်းလေးကိုမိသားစုမိတ်ဆွေတွေစီ share ပြီးသတိပေးလိုက်ပါဦး